Hello everyone, welcome back to PNEK's vlog. ဒီနေ့ vlog လေးရလဲ FG303 cell group ကမိသားစုတစုရဲ့ channel ကိုကျေးဇူးတော်ချီးမွမ်းဖို့ရန်သွားတဲ့ vlog လေးပဲဖြစ်ပါတယ်။အရင်ဦးဆုံးစုရက်မှာလူစုကြရဲပြီးတာနဲ့ကားပေါ်တီးတီးတက်ကြပြီးတော့ဒါကတော့သွားတဲ့ lanky လေးပဲဖြစ်ပါတယ်။သွားတဲ့အချိန်တိုင်းလေးကတော့တနားငန်းကြာပြီးတော့ channel ကတော့လဲကူးမှာရှိတာပဲဖြစ်ပါတယ်။လမ်းက view လေးတွေကြည့်ရင်လည်းပဲ channel လေးကိုရောက်ရှိလာပြီးတော့အထုပ်လေးတွေချတယ်။အထုပ်ချရင်လည်းမြင်ရတဲ့ view ကလည်းအရန်ကိုလာပါတယ်။အင်ဂျီအနီလေးနဲ့ကတော့ဒီ channel ပိုင်းရှင်မမပဲဖြစ်ပါတယ်ရှင်။အထုပ်တွေချပြီးရတဲ့အရင်ဆုံးသွားကြည့်တာကတော့ဒီဘယ်လေးတွေပါ။ရန်ကိုစီလုံးမိချစ်စရာကောင်းတယ်။လူလည်းမစုံသေးရနဲ့အဆက်ကတော့ဒီ view လေးအရန်လာလို့ဆိုပြီးတော့အဆက်ရဲ့ချက်လာစွာတော့အမျိုးသားနဲ့ view လေးကိုပဲများပြီးတော့ဗီဒီယိုလေးရိုက်တယ်ပေါ့နော်လူစုံတာနဲ့အစာပြုစုတောင်းပြီးတော့သူတို့ကဂျေဇူတော်ချီးမွမ်းကိုးကွယ်ကြတယ် worship လုပ်တယ်ပြီးရတဲ့ဆရာမအန်ချစ်ကနေပြီးအနေငယ်တိုက်တွန်းခွင့်ပေးတယ်ပေါ့နော်ဆရာကတော့ဒီနေရာမှာထပ်ပြီးတော့အနေငယ်တိုက်တွန်းခွင့်အားပေးပြီးတော့အင်ရှင်မိသားစုရဲ့အတွက်စုတောင်းကောင်းကြီးပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့အစားတောက်တွေစုတောင်းပြီးတော့သူကဒီပြင်လေးမှာမိသားဟာရပွဲအစားတုံးကြရဲအစားတောက်တွေကလည်းအများကြီးပဲဘယ်ဟာစားလို့စားအောင်မသိဘူးအရင်လေးစားကောင်းခဲ့ပါတယ်။စားပြီးရနဲ့အိမ်ပြန်တဲ့အချိန်ကိုရောက်လာတဲ့အခါမှာအိမ်ပြန်လမ်းနေရလေတကယ်ကိုလာတဲ့ view လေးမလို့ဒေချာလေးရိုက်ခဲ့တယ်။အော်ဘွယ်ကဖျားသခင်ရဲ့လက်ရည်ဖြစ်တယ်ပေါ့နော်။ကောင်းငင်ကလည်းဒီနေ့မှာအရင်လာနေကဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲ bye